ငါအခုအလုပ်သွားမယ်အင်္ဂလိပ်လိုဘယ်လိုပြောမလဲ I am going to work now. I am going to work now. ငါအလုပ်ပြီးပြီအင်္ဂလိပ်လိုဘယ်လိုပြောမလဲ I finished work. I finished work. ငါအိမ်ပြန်လာပြီးအင်္ဂလိပ်လိုဘယ်လိုပြောမလဲ I'm back home. I'm back home. ငါအနားယူခြင်းနဲ့အင်္ဂလိပ်လိုဘယ်လိုပြောမလဲ I need to rest. I need to rest. ငါအိတ်ချင်နေတဲ့အင်္ဂလိပ်လိုဘယ်လိုပြောမလဲ I'm sleepy. I'm sleepy. ငါမနေ့ချနာရီမှာအိပ်ရာထခဲ့သည်အင်္ဂလိပ်လိုဘယ်လိုပြောမလဲ I woke up at 6 a.m. I woke up at 6 a.m. ငါမနေ့စာစားပြီးပြီအင်္ဂလိပ်လိုဘယ်လိုပြောမလဲ I already ate breakfast. I already ate breakfast.